မင်္ဂလာပါရှင်ရန်ကုန်ခေတ်တရနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လှိုင်နဲ့စစ်ကောင်ဆောင်တွေအာဆီယံထိပ်သီးစည်းဝေးတက်ခွင့်ပိတ်ပင်ခံရမှုပေါ်စစ်ကောင်စီကအာဆီယံနိုင်ငံတချို့ကိုမြန်မာပြည်တွင်ဝင်ရောက်ဆွတ်ဖက်နေတယ်ဆိုပြီးဒေါသတကြီးနဲ့တုံ့ပြန်လိုက်ပါတယ်။မြန်မာအကြမ်းဖက်စစ်တပ်ရဲ့အယက်သားအစိုးရအဖြစ်ဟန်ပြပြောင်းလဲမှုကိုအာဆီယံလုံသမားသမဂ္ဂတွေနဲ့အယက်ဖက်အဖွဲ့အစည်းတွေကပြင်းထန်စွာကန့်ကွက်လိုက်ပြီးတော့ BWI ဖွဲ့ကလည်းဖိလစ်ပိုင်နိုင်ငံစီဘူးမြို့မှာဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။အီရန်နဲ့စစ်ပွဲကမပြီးသေးတယ်လို့နျူကလ িয়ার ပစ္စည်းတွေကိုဖယ်ရှားပြရမယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောကြားလိုက်တဲ့အပြင်ယူရေနီယံတွေကိုဖယ်ရှားတဲ့နေရာမှာလည်းအီရန်အစိုးရနဲ့သဘောတူညီချက်ရှိမရှိလှုပ်ဆောင်လို့ရတယ်လို့အရေးမွက်ပြောပြခဲ့တဲ့သတင်းပါဝင်ရန်ကုန်ခေတ်သစ်ရဲ့ဒီနေ့နေ့လည်ကင်းရရှိထားတဲ့ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်မင်းအောင်လှိုင်နဲ့စစ်ကောင်ဆောင်တွေအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မရတာကြောင့်အာဆီယံနိုင်ငံတချို့ကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်နေတယ်လို့အကြမ်းဖက်စစ်တပ်ကဒေါသတကြီးနဲ့တုံ့ပြန်လိုက်ပါတယ်။မနေ့ကညပိုင်းအကြမ်းဖက်စစ်တပ်ကအာဆီယံမှာပိတ်ပင်ခံနေရတာနဲ့ပတ်သက်ပြီးကြေညာချက်တစ်ရက်ကိုထုတ်ပြန်ခဲ့ကအဲ့ဒီကြေညာချက်ထဲမှာသူတို့ဟာပြည်သူတွေရွေးချယ်တဲ့ဆိုရတစ်ရက်ဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ကလိမ်လည်ဝါဒဖြန့်နေပါတယ်။ဒါအပြင်2020ပြည့်နှစ်ရွေးကောက်ပွဲမှာအာဏာရဆိုရကမဲမတမာမှု17တန်းကျော်ပြုလုပ်ခဲ့တာကြောင့်ဥပဒေနဲ့အညီအရေးယူခဲ့ရတာဖြစ်ပြီးတော့အာဂရီကျူးလွန်သူတွေကိုလည်းတရားရုံးကပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်တာကြောင့်သာရွေးကောက်ပွဲအသစ်ကိုပြန်လည်ကျင်းပခဲ့ရတယ်လို့အကြမ်းဖက်စစ်တပ်ကလိမ်လည်ဝါဒဖြန့်ထားပါတယ်။စစ်တပ်ရဲ့ကြေညာချက်မှာဖော်ပြထားတဲ့အကြောင်းအရာမှာ2021ခုနှစ်လူထုရွေးကောက်ထားတဲ့ဆိုရကိုဖြုတ်ချကအာဏာသိမ်းခဲ့တဲ့ပေါ်စစ်တပ်ကပေးနေကြဆင်ခြင်တွေသာဖြစ်ပြီးတော့ထက်ကပြောဆိုနေပေမဲ့လည်းနိုင်ငံတကာနဲ့အာဆီယံကလက်ခံတာမရှိပါဘူး။အဲ့ဒီပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးတိုးတက်မှုတွေကိုအာဆီယံနိုင်ငံများစုကနားလည်ပေမဲ့လည်းနိုင်ငံအနေငယ်ကတော့မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံတာနဲ့တန်းတူကိုစားပြုခွင့်ကိုချန်လှပ်ထားတာတွေဆက်လက်လှုပ်ဆောင်နေတယ်လို့အကြမ်းဖက်စစ်တပ်ကတုံ့ပြန်ထားပါတယ်။အဲ့လိုပြုလုပ်တာကအာဆီယံဗဟိညံပါအခြေခံမူတွေကိုဖောက်ဖျက်ကအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တာနဲ့ဖိအားပေးတာတွေကိုအကြမ်းဖက်စစ်တပ်ကဒေါသတကြီးနဲ့ထပ်မံတုံ့ပြန်ပြောဆိုထားပါတယ်။မြန်မာနိုင်ငံဟာ1990ခုနှစ်ကတည်းကစပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်တာဝန်ကျေပိုးစွာပူးပေါင်းဆောင်ရွက်ခဲ့ကအာဆီယံရန်တရားတွေအတွက်နှစ်စဉ်ထဲဝင်ငွေတွေကိုလည်းပေးဆောင်ခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့9နှစ်တာကာလအတွင်းခွဲခြားဆက်ဆံမှုတွေကိုစိတ်ရှည်တီးခံခဲ့ပေမဲ့လည်းအခုလိုစစ်တပ်ကခန့်အပ်ထားတဲ့အစိုးရသစ်လက်ထက်မှာပါဆက်လက်ကန့်သတ်နေတာကမဲပေးခဲ့တဲ့ပြည်သူတွေရဲ့ဆန္ဒကိုလစ်လျူရှုရရောက်တယ်လို့စစ်တပ်ကဆိုပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတူညီဆန္ဒမရရှိသေးပေမဲ့လည်းမြန်မာနိုင်ငံအနေနဲ့နိုင်ငံချင်းချင်းထိတွေ့ဆက်ဆံမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ဒါအပြင်သူတို့ကိုထောက်ခံပေးတဲ့အာဆီယံနိုင်ငံတွေကိုကျေးဇူးတင်ပြီးတော့နောက်အချိန်တွေမှာလည်းအာဆီယံရဲ့ဖိအားပေးမှုတွေကိုဂရုမစိုက်ဖဲနဲ့သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းစဉ်မြန်မာ owned process နဲ့သာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့အကြမ်းဖက်စစ်တပ်ကထုတ်ပြန်ကြေညာထားပါတယ်။ကုလသမဂ္ဂကလည်းအကြမ်းဖက်မင်းအောင်လှိုင်ကိုသမ္မတအဖြစ်အတိမတ်မပြုဘဲနဲ့မြန်မာနိုင်ငံတော်ရဲ့သမ္မတအဖြစ်သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံခြားရေးဝန်ကြီးကိုဒေါ်အောင်ဆန်းစုကြည်ဆိုပြီးတော့ကုလသမဂ္ဂရဲ့ကမ္ဘာနိုင်ငံများကြီးကဲစည်းရဲမှာဆက်လက်ဖော်ပြထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာအကြမ်းဖက်စစ်တပ်ရဲ့အယက်သားဆိုရအဖြစ်ဟန်ပြပြောင်းလဲမှုကိုအာဆီယံလုံသမားသမဂ္ဂတွေနဲ့အယက်ဖက်အဖွဲ့အစည်းတွေကပြင်းထန်စွာကန့်ကွက်တဲ့ဆိုတဲ့ပူးတွဲကြေညာချက်တစ်ရပ်ကိုမေလ9ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဖိလစ်ပိုင်နိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့အာဆီယံထိပ်သီးစည်းဝေးပြီးမှနိုင်ငံတကာအဆောက်အုံနဲ့တစ်လုပ်ငန်းများအဖွဲ့ BWI အာဆီယံလုံသမားသမဂ္ဂတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီးတော့အဲ့ဒီထုတ်ပြန်ချက်ထဲမှာအကြမ်းဖက်စစ်တပ်ကသူတို့ရဲ့စစ်အာဏာရှင်စနစ်ကိုအရက်သားအစိုးရအဖြစ်ပုံစံပြောင်းလဲဖို့ကြိုးပမ်းနေတာကိုပြပြသားသားညှင်းပယ်တယ်လို့ကြေညာထားတာပါအထူးသဖြင့်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုသမ္မတအဖြစ်တင်မြှောက်တာကစစ်တပ်ကထိန်းချုပ်ထားတဲ့ရွေးကောက်ပွဲနဲ့ရန်တရားတွေကနေတဆင့်2021ခုနှစ်အာဏာသိမ်းမှုကိုတရားဝင်အောင်ကြိုးပမ်းတဲ့ဟန်ပြလုပ်ရတာဖြစ်တယ်လို့ကန့်ကွက်ရှုတ်ချထားပါတယ်။အာဆီယံရပ်ဖက်ဖွဲ့စည်းတွေကအာဆီယံအစိုးရတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့အရက်သားဟန်ပြမျက်နှာဖုံးကိုအတိမတ်မပြုကြဖို့ကိုလည်းတတိပေးခဲ့ကြပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကအလုံသမားခွင့်ရေးတွေကိုဆက်လက်ချိုးဖောက်နေတယ်လို့အလုံသမားသမဂ္ဂတွေကိုနှိပ်ကွပ်တာတွေပြင်အာဓမ္မလှုပ်အားပေးခိုင်းစေနေတယ်လို့ထောက်ပြကြပါတယ်။2025ခုနှစ်မှာပြည်ပဆိုင်ရာလုံသမားရေးရာအဖွဲ့ ILO ကအပိုက်33ကိုအသုံးပြုကမြန်မာနိုင်ငံပေါ်ပြေးထန်တဲ့အရေးယူမှုတွေပြုလုပ်ခဲ့ရတာကလည်းစစ်တပ်ရဲ့ဆိုးရွားတဲ့ချိုးဖောက်မှုတွေကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီပြင်မနီလာမြို့မှာကျင်းပတဲ့အာဆီယံလုံသမားရေးရာအစည်းအဝေးတွေမှာအကြမ်းဖက်စစ်တပ်ရဲ့ကိုယ်စားလှယ်တွေပါဝင်ခွင့်ရနေတာကနိုင်ငံတကာအဆင့်မှာပုံမှန်အခြေအနေဖြစ်နေတဲ့အကြောင်းရှိပေမဲ့အသုံးချခံရနိုင်တဲ့ပေါ်စိုးရိမ်နေလို့လည်းဆိုကြပါတယ်။
ဒါအပြင် BWI ဖွဲ့ကဖိလစ်ပင်းနိုင်ငံစီဘူးမြို့မှာလည်းဆန္ဒပြပွဲတွေပြုလုပ်ခါအကြမ်းဖက်စစ်တပ်ကအာဆီယံကိုအယက်သားဆိုးရမျက်နှာဖုံးနဲ့လှည့်ဖျားဖို့ကြိုးပမ်းမှုကိုရှုံချခဲ့ကြပါတယ်။အာဆီယံရဲ့ဂုဏ်သိက္ခာနဲ့ယုံကြည်စိတ်ချရမှုဟာအာဏာရှင်စစ်တပ်ဘက်ကယက်တီပေးတာထက်မြန်မာပြည်သူတွေဒီမိုကရေစီအင်အားစုတွေနဲ့လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေဘက်ကနေယက်တီပေးတဲ့ပုံမှာသာမူတည်နေတယ်လို့အာဆီယံအလုပ်သမားသမဂ္ဂများနဲ့အရက်ဖက်အဖွဲ့အစည်းတွေကအလေးနက်တောင်းဆိုထားပါတယ်ရှင်။ရန်ကုန်မြို့ဘက်ကသတင်းကိုကြည့်အောင်ပါ။ရန်ကုန်မြို့လေကောင်မှာကျင်းပခဲ့တဲ့ရန်ကုန် Heritage Night Run အပြေးပြိုင်ပွဲကြောင့်မေလ9ရက်နေ့ညနေပိုင်းကမြို့ရင်းလမ်းမကြီးတွေမှာရေကြောပိတ်ဆို့မှုဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီးတော့လူအများအပြားအခက်အခဲကြုံခဲ့ရတယ်လို့မြို့ကန်တွေစီကနေသိရပါတယ်။ဒီပြိုင်ပွဲကိုအတမ်ဆက်သွယ် operator ကနေတဆင့်ဦးစီးစီစဉ်တာဖြစ်ပြီးတော့စုလေဖျားလန်၊ဗိုလ်ချုပ်အောင်ဆန်းလန်၊ပြည်လန်းနဲ့ကန်နာလန်အစရှိတဲ့မြို့တွင်အဓိကလမ်းမကြီးတွေမှာပြုလုပ်ခဲ့တာပါ။ဒါပေမဲ့ပြိုင်ပွဲကျင်းပမယ့်အကြောင်းနဲ့လမ်းပိတ်ဆို့မှုတွေရှိလာနိုင်တာကိုလူတို့သိအောင်ကြိုတင်ပြီးတော့ကြည်ကြံပြည့်ပြည့်အသိပေးကြေညာတာမျိုးမရှိခဲ့သလိုကြိုတင်ပြင်ဆင်မှုအားနည်းခဲ့တာကြောင့်အဲ့ဒီလမ်းတွေကိုအသုံးပြုပြီးတော့ပြန်ကြားမဲ့သူတွေဟာလမ်းခီးမှာတော်တော်လေးကိုကြံ့ကြာခဲ့ရတယ်လို့ဆိုပါတယ်။အထူးသဖြင့်ရုံးစင်းချိန်နဲ့တိုက်ဆိုင်နေတဲ့အတွက် YBR စီးနှင်းသူတွေနဲ့ရုံးဝန်ထမ်းတွေဟာလမ်းပိတ်ဆို့မှုတံကိုဆိုးဆိုးရွားရွားခံစားခဲ့ရပြီးတော့အိမ်ပြန်ရောက်တဲ့အခါမှာလည်းပုံမှန်ထက်အများကြီးနောက်ကျနေတဲ့ဒုက္ခကိုအကြီးအကျယ်ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးမြို့ကန်တွေကလူမှုကွန်ရက်ဆာမင်နာတွေပေါ်မှာသူတို့ကြုံတွေ့ရတဲ့ခက်ခဲတွေကိုပြင်းပြထန်ထန်ဝေဖန်ရေးသားနေကြပါတယ်။ဒါအပြင်ပြိုင်ပွဲဝင်တွေပြေးနိုင်မှုအတွက်ဘတ်စကားတွေပေါ်ကပြည်သူတွေကနိုင်နဲ့ချီပြီးတော့ကိုစောင့်ဆိုင်ပေးခဲ့ရတာကတကယ်ကိုမဖြစ်သင့်တဲ့ကိစ္စလို့လည်းထောက်ပြနေကြပါတယ်။မြို့နေပြည်သူတွေကလက်ရှိမှာလည်းမီးမလာတာရှည်မရတာကုန်စည်နှုန်းကြီးတာနဲ့စစ်ဆေးရေးတွေကြောင့်ဒုက္ခမျိုးစုံကြုံနေရပြီးသားဖြစ်တာကြောင့်အခုလိုမျိုးကြိုတင်အစီအစဉ်မရှိတဲ့လမ်းပိတ်မှုတွေကလူတို့အတွက်စိတ်ပြက်စရာပိုဖြစ်စေတယ်လို့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။အားကစားပွဲတွေလုပ်တာကောင်းပေမဲ့လူတို့ရဲ့နေ့စဉ်သွားလာရေးကိုမထိခိုက်အောင်နဲ့အများပြည်သူအဆင်ပြေအောင်စနစ်တကျစီစဉ်ပေးဖို့လိုအပ်တယ်လို့လည်းမြို့ကန်တွေကလေးနက်ထောက်ပြနေကြပါတယ်ရှင်။မကွေးတိုင်းဘက်မှာတော့မကွေးဒေသကံကောမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေအတွက်အခြေခံစစ်တီတော်ချင်းဝင် COC နဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ IHL ဆိုင်ရာတင်နန်းတွေကိုမတ်လအတွင်းမှာအောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်။ဒီတင်နန်းမှာတရင်တပ်ဖွဲ့ဝင်တွေနဲ့တာဝန်ခံတွေစုစုပေါင်း45ယောက်တက်ရောက်ခဲ့ကြပြီးလူ့အခွင့်အရေးစံနှုန်းတွေစစ်ပွဲဆိုင်ရာစည်းကမ်းတွေနဲ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာကျင့်ဝတ်တွေကဘလောက်အရေးကြီးရဲဆိုတာကိုအသေးစိတ်ဆွေးနွေးခဲ့ကြတာပါ။တင်နန်းတက်ရောက်ခဲ့တဲ့စစ်ကြောမှုတူကတော်လိုင်းရဲ့စကတဲ့ကဒီလိုတင်နန်းမျိုးတွေကိုခဏခဏပေးခဲ့ရင်ချိုးဖောက်မှုတွေနေပြီးတော့အခုလိုဆိုးရွားတဲ့အခြေအနေမျိုးရောက်မှာမဟုတ်ပဲချိုးဖောက်မှုတွေနဲ့ရာဇဝဲမှုတွေများလာနေတဲ့ဒီဒေသမှာအခုလိုအသိပညာပေးတာတွေကိုပို့ပြီးတော့ကြည်ကြည်ပြည့်ပြည့်လုပ်စေချင်တယ်လို့မြေပြင်အခြေအနေကိုထောက်ပြပြောဆိုခဲ့ပါတယ်။တင်နန်းကိုတော်တွဲတဲ့နေရာမှာခက်ခက်ခဲခဲပြုလုပ်ခဲ့ရပေမဲ့မြေပြင်မှာတာဝန်ယူထားသူတွေအနေနဲ့ပြည်သူတွေပေါ်လူခွင့်ချိုးဖောက်မှုမရှိစေဘဲကျင့်ဝတ်တွေကိုလိုက်နာဆောင်ထိန်သွားနိုင်ဖို့ထိထိရောက်ရောက်ပို့ချပေးနိုင်ခဲ့ပါတယ်။အခုလိုပဲတင်နန်းသားတဦးကလည်းအရင်ကတော့ထက်ကပေးတဲ့အမိန့်ကိုပဲသိခဲ့ရပြီးတော့တင်နန်းတက်ပြီးမှလူတိုင်းရဲ့အခြေခံအခွင့်အရေးတွေကိုလေးစားရမယ်ဆိုတာသိလာရတယ်လို့စံနှုန်းတွေနဲ့ပြေဝတဲ့ Federal Democracy ကိုတည်ဆောက်ရမယ်ဆိုတာကိုပို့ပြီးတော့ကိုနားလည်သွားပါတယ်လို့ယင်ဖွေးခဲ့ပါတယ်။အဲ့ဒီတင်နန်းတွေကိုအခြေခံစစ်တီတော်ချင်းဝင် COC နဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ IHL ဆိုင်ရာနည်းပညာတင်နန်းကိုလူအခွင့်အရေးရာတာဝန်ခံတွေကိုလေ့ကျင့်ပေးခဲ့ပြီးတဲ့နောက်မှာလူထုအတွင်းစင်ပွားအသိပညာပေးမှုတွေဆက်လက်လှုပ်ဆောင်နေတာလို့ဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။2024ခုနှစ်ကတည်းကစတင်ခဲ့တဲ့ဒီစင်ပွားပို့ချမှုတွေဟာ3နှစ်တာကာလအတွင်းအထိပြည်သူလူထုကိုအသိပညာပေးမှုတွေဆက်လက်ချဲ့ထွင်ပြုလုပ်နေတယ်လို့လည်းဝန်ကြီးဌာနကအသိပေးထားပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲမြို့ပေါ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့အကြမ်းဖက်စစ်တပ်တောက်တိုင်စံချီရက်ကွက်အုပ်ချုပ်ရေးမှုလင်မယာပြစ်တက်ခံရပြီးတော့တေဆုံးခဲ့တယ်လို့ဒေသခံပြည်သူတွေနဲ့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါရယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ည8:00နာရီခန့်ကတဝဲမြို့စံချီရက်ကွက်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့လိုက်လံဖမ်းဆီးပေးနေတဲ့အကြမ်းဖက်စစ်တပ်တောက်တိုင်စံချီရက်ကွက်အုပ်ချုပ်ရေးမှုမြင့်လွင်နေမှာရှိနေချိန်နာမည်မသိတဲ့တနက်သမားတွေကဝင်ရောက်တိုက်ခိုက်ခဲ့ရပါအဲ့တိုက်ခိုက်မှုတွင်မှာစံချီရက်ကွက်ကအုပ်ချုပ်ရေးမှုမြင့်လွင်နဲ့သူ့ရဲ့မိန်းမဖြစ်သူတို့ပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သူ့ရဲ့သမီးဖြစ်သူမှလည်းဒဏ်ရာရရှိခဲ့ပါတယ်အဲ့လိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အုပ်ချုပ်ရေးမှုလင်မယားအလောင်းနဲ့ဒဏ်ရာရရှိတဲ့သူတို့သမီးဖြစ်သူကိုတဝဲမြို့ဆေးရုံကြီးကလူနာတင်ကားတွေနဲ့လာရောက်ခေါ်ဆောင်သွားပါတယ်အဲ့ဒီပြစ်ခတ်မှုတွင်တေဆုံးသူစံချီရက်ကွက်အုပ်ချုပ်ရေးမှုဦးမြင့်လွင်ဟာတဝဲမြို့ပေါ်ရက်ကွက်တွေကလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးရမှာဥဆောင်ပါဝင်နေသူဖြစ်ပြီးသူရဲ့ဇနီးဖြစ်သူမှလည်းအုပ်ချုပ်ရေးမှုအရှိန်အဝါနဲ့ရက်ကွက်ထဲမှာပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်နေကြသူတွေဖြစ်တယ်လို့ဒေသစေသတင်းမြစ်ကဆိုပါတယ်။ဒါအပြင်သူကခင်အိုင်အိုကြီးတွေနဲ့လည်းတော်တော်ရင်းနှီးပြီးတော့တခါတလေကားတွေတောင်မောင်းပေးလေးရှိတယ်လို့ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်သားတွေကမြို့ထဲမှာအင်အားအများကြီးနဲ့ကင်းလဲစစ်ဆေးတာတွေလုပ်နေကစစ်ကောင်စီလက်ကင်ထုတ်အုပ်ကြီးတွေအနေနဲ့တတိထားနေဖို့လိုင်းပေါ်မှာရေးထားတာတွေတော့တွေ့တယ်လို့ဒေသစေသတင်းမြစ်ကဆက်လက်ပြောပါရရှင်။
ကချင်ပြည်နယ်ဘက်မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်နမဖြည့်ရွာကိုစစ်ကြောင်းထိုးလာတဲ့ချမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတို့သေဆုံးခဲ့ရပြီးကလေးငယ်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကမေလ10ရက်နေ့နေ့လယ်2နာရီခန့်မှာဖားကန့်တမကုန်းကနေအကြမ်းဖက်စစ်သားတွေကနမဖြည့်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်သူတို့စစ်ကြောင်းထိုးမဲ့လမ်းပိုင်းတွေကိုဒရုန်းနဲ့ဘုံကျဲပြီးရှင်းလင်းလုပ်ခဲ့တယ်လို့သိရပါရယ်အဲ့လိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွင်စားတောက်ဆိုင်တစ်ဆိုင်ကိုဒရုန်းဘုံတီကြားရောက်ပေါက်ခွဲခဲ့ပြီးတော့ပြည်သူတို့သေဆုံးကကလေးငယ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။အခုလိုမျိုးပဲမေလ10ရက်နေ့ကလည်းဖားကန့်မြို့မော်စီစာရွာဖျားကုန်းပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ငယ်တွေနဲ့ရန်တပ်ပစ်ခတ်တာကြောင့်မော်စီစာရွာဖုံးကျောင်းသားမှာရှိနေတဲ့ပြည်သူတို့ကိုကြီးထိမှန်ပြီးပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။အဲ့ဒီပြင်မေလ10ရက်နေ့မနက်ပိုင်းကလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဖားကန့်မြို့နယ်လုံခင်းကျေးရွာအုပ်စုမှာရှိတဲ့မလောင်မော်တဲကမြောက်ဦးရင်ကျောက်စိမ်းကုမ္ပဏီလောက်ကမော်စီစာဖျားကုန်းတာယာကုန်းနဲ့မလောင်မော်နီးတဝိုင်းလုံခင်းမော်စီစာကားကြီးပတ်လန်းနဲ့ဂရေအုပ်စုဆက်သွယ်ထားတဲ့လမ်းစုံနေရာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့ရကြောင်းနေမီလောင်ပြချခဲ့ရပါရှင်။ဆက်လက်ပြပြပေးမယ့်သတင်းကတော့လေဖျားနဲ့ရဝန်းကနေပုံမအားကောင်းတဲ့မုံတိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်တာကြောင့်နေအိမ်တွေစစ်ဆောင်စခန်းတွေတရင်တပ်ဖွဲ့တွေရဲ့နေထိုင်ရာအဆောက်အုံတွေကိုခိုင်ခန့်မှုရှိစေဖို့အတွက်ပြုပြင်ကြဖို့လူမှုရေးရာအလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ရဲတပ်ပတ်မိုးလေဝသခန့်မှန်းချက်ကတော့မေလ17ရက်နေ့ကနေ18ရက်နေ့အထိဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာမေလ17ရက်နေ့မှာလေဖျားနဲ့ရဝန်းဖြစ်ပေါ်နိုင်ပြီးတော့ပုံမအားကောင်းလာကမုံတိုင်းငယ်အဖြစ်ရောက်ရှိနိုင်ပါတယ်။မိုးရွာသွန်းမဲ့အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ရဝန်းရဲ့အရှိန်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာလည်းနေရာစိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းမကွေးတိုင်းရခိုင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းမှာတော့နေရာကွက်မိုးကြီးနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေကတော့လေပြင်းနဲ့ရံဝန်းချောင်းလေပြင်းတိုက်ခိုက်တာမိုးတိမ်တောင်တွေဖြစ်ပေါ်တာနေရာကွက်မိုးကြီးတာလျှက်စီးလက်တာနဲ့မိုးကြိုးပစ်တာစတဲ့ဘေးရန်တွေဖြစ်ပေါ်နိုင်ပါတယ်။ဒါအပြင်မိုးကြီးတာနဲ့အတူမြို့ပြရေကြီးရေရှမ်းတာတောင်ကျချောင်းရေရှမ်းတာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်တဲ့အတွက်အထူးသတိပြုနေထိုင်ကြဖို့ကိုလည်းလူမှုရေးရာအလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။လေပြင်းနဲ့ရဝန်းရှိန်ကြောင့်မိုးကြီးတာလေပြင်းတိုက်ခိုက်တာတွေဖြစ်ပေါ်နိုင်တဲ့အတွက်နေအိမ်တွေစစ်ဆောင်စခန်းတွေတန်ရင်တပ်ဖွဲ့တွေရဲ့နေထိုင်ရာအဆောက်အုံတွေကိုခိုင်ခန့်မှုရှိစေဖို့အတွက်ပြုပြင်ကြဖို့ဝန်ကြီးဌာနကအကြံပြုထားပါတယ်။ဒါအပြင်သီးနှံတွေနဲ့ပြိုးပင်တွေရေကြီးနှိမ့်မြုပ်မှုမရှိစေဖို့အတွက်ကြိုတင်စီမံတာရေကြီးရေရှမ်းမှုလျှော့ချနိုင်ဖို့အတွက်ရေမြောင်းတွေကိုရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်တာတောင်ကြားချောင်းတွေရေရှမ်းနိုင်တဲ့အန္တရာယ်ကိုသတိပြုသွားလာကြဖို့ဝန်ကြီးဌာနကအကြံပြုထားပါတယ်ရှင်။နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကအီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာမပြီးဆုံးသေးဘူးလို့ဒီနေ့မှပဲအတိအလင်းပြောကြားလိုက်ပါတယ်။အဓိကကတော့အီရန်လက်ထဲမှာရှိနေသေးတဲ့တန့်စင်ပြီးယူရေနီယံတွေကိုအဲဒီနိုင်ငံတွေကနေအပြီးပိုင်ဖယ်ရှားပစ်ဖို့လိုအပ်နေတာကြောင့်ပါ။ဝန်ကြီးချုပ်နေတန်ယာဟုဟာ CBS သတင်းဌာနရဲ့60 minutes အစီအစဉ်နဲ့တွေ့ဆုံမေးမြန်းခန်းမှာအခုလိုပြောကြားခဲ့ရပါသူကသူတို့စစ်ပွဲမှာအောင်မြင်မှုတွေအများကြီးရခဲ့တာမှန်ပေမဲ့အီရန်မှာနျူကလ িয়ার ပစ္စည်းတွေနဲ့တန့်စင်ပြီးယူရေနီယံတွေရှိနေသေးသေးတော့ဒီစစ်ပွဲကမပြီးသေးဘဲနဲ့အဲ့ဒါတွေကိုအပြင်ထုတ်ပြရမယ်လို့ဆိုပါတယ်။ဒါအပြင်သူကဆက်ပြောတာကတော့ဖျက်သိမ်းပြေးကားမဲ့ယူရေနီယံတန့်စင်တဲ့နေရာတွေရှိနေသေးတယ်လို့အီရန်ကကြောတောင်းနောက်ခံပေးထားတဲ့လက်ဝေခံအဖွဲ့အစည်းတွေလည်းရှိနေပြီးအီရန်ကထုတ်လုပ်ဖို့ကြိုးစားနေတဲ့ ballistic ဒုံးကျည်တွေလည်းရှိနေသေးတာကြောင့်သူတို့ဘက်ကလှုပ်ရှားရတွေအများကြီးကြံနေပါသေးတယ်လို့အလေးနဲ့ပြောသွားတာပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကတော့ဒီလိုအစင်းမဲ့ယူနီယံတွေကိုဘလို့နီးနဲ့ဖယ်ရှားမလဲလို့အမေးခံရတဲ့အခါမှာတော့နေတန်ယာဟုကအထဲကိုဝင်သွားပြီးတော့ယူထုတ်လိုက်ရုံပဲလို့တူတူနဲ့ပြက်ပြက်သားသားပဲပြန်ပြေးခဲ့ပါတယ်နေတန်ယာဟုရဲ့အဆိုအရဒီယူနီယံတွေကိုဖယ်ရှားတဲ့နေရာမှာအီရန်အစိုးရနဲ့သဘောတူညီချက်ရှိမရှိလှုပ်ဆောင်လို့ရတယ်လို့အရေးမွဲပြောခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းနေတန်ယာဟုကိုအထဲကိုဝင်ချင်းတယ်လို့ပြောထားဘူးတာကလက်တွေ့မှာလည်းလှုပ်လို့ရတဲ့ကိစ္စဖြစ်တယ်လို့သူကဆိုပါတယ်ဒါအပြင်သဘောတူညီချက်နဲ့ဝင်ယူနိုင်တော့ဒါဟာအကောင်းဆုံးပေါ့လို့လည်းသူကထည့်သွင်းပြောဆိုခဲ့ပါတယ်နောက်ဆုံးအနေနဲ့တကယ်လို့သဘောတူညီချက်မရရင်တော့အင်အားသုံးပြီးတော့ဖယ်ရှားမှာလားဆိုတဲ့မိကွန်းကိုတော့နေတန်ယာဟုကသူတို့ရဲ့စီးရေးရဖြစ်နိုင်ခြေတွေနဲ့အချိန်စရာတွေကိုတော့ထုတ်ပြောမှာမဟုတ်ပေမဲ့ဒါဟာတကယ်ကိုအရေးကြီးလို့တဲ့တာဝန်တစ်ခုဖြစ်တယ်ဆိုတာကိုတော့တင်ဆက်ပေးလိုက်ပါတယ်လို့ဆိုပါတယ်ရှင်ဆက်လက်ပြပြပေးမှာကတော့အရှေ့လေပိုင်းပါရှမ်းပင်လယ်ကွေ့နဲ့ဟော်မုတ်စီလက်ကြားကိစ္စတွေနဲ့ပတ်သက်ပြီးအီရန်ဘက်ကအချက်10ချက်ပါတဲ့တုံ့ပြန်ချက်တစ်စောင်ကိုအမေရိကန်စီကိုပေးပို့လိုက်ပါတယ်ဒါပေမဲ့သမ္မတဒေါ်နယ်ထရန့်ကတော့ဒါကိုလက်ခံနိုင်စရာမရှိဘူးလို့ဆိုပြီးတော့ချက်ချင်းပဲပယ်ချလိုက်ပါတယ်။အီရန်ဘက်ကတင်ပြထားတဲ့အချက်10ချက်ကတော့ပါရှမ်းပင်လယ်ကွေ့မှာအမေရိကန်စစ်တပ်ရှိနေတာကမတည်ငြိမ်မှုတွေရဲ့အဓိကအရင်းမြစ်ပဲဖြစ်ပါတယ်။
အမေရိကန်စစ်စခန်းတွေဟာသူတို့ကိုသူတို့တောင်လုံခြုံအောင်မလုပ်နိုင်ဘူးလို့ဖော်ပြထားပြီးတော့ဟော်မုတ်စီလက်ချာမှာအမေရိကန်ကင်းစင်တဲ့နေရာဖြစ်ရမှာဖြစ်ကပင်လယ်ကွေ့နိုင်ငံတွေနဲ့အီရန်ဟာကံကြမ္မာချင်းတူညီကြသူတွေဖြစ်တယ်လို့ဆိုထားပါတယ်။ပါရှန်ပင်လယ်ကွေ့တွေကိုပြင်ပအင်အားကြီးနိုင်ငံတွေဝင်ရောက်လာတာကိုလက်မခံတယ်လို့အီရန်ရဲ့ဩဇာအာဏာကြီးထွားလာတာကဒေသတွင်းစီစဉ်တည်ရဲ့အချိန်ပိုင်းတစ်ခုဖြစ်ပြီးဟော်မုတ်စီလက်ချာကိုထိန်းချုပ်နိုင်တာကလည်းလုံခြုံရေးအတွက်အဓိကတော့ချက်ပဲလို့ဆိုပါတယ်။ဒါအပြင်ဒီလက်ချာကိုရန်လိုတဲ့နည်းနဲ့အမျက်ထုတ်နေတာတွေကိုအဆုံးသတ်ခြင်းပြီးဒေသတွင်းတာယာဝါပြောဖို့အတွက်စီမံခန့်ခွဲမှုနဲ့စီမင်းအသစ်တွေကိုကတိပေးကဒီမှာဖြူဟာအသစ်ဟာအီရန်စီးပွားရေးအတွက်အကျိုးရှိစေမယ်လို့ဆိုပါတယ်။ဒီတုံ့ပြန်ချက်ထွက်ပေါ်လာပြီးတော့နိုင်ပိုင်းအတွင်းမှာပဲသမ္မတဒေါ်နယ်ထရမ့်ကသူ့တာကိုသဘောမကျဘဲနဲ့လုံးဝလက်ခံနိုင်စရာမရှိဘူးလို့လူမှုကွန်ရက်ကနေတုံ့ပြန်ခဲ့ပါတယ်။အခုလိုသဘောတူညီချက်မရခဲ့တာကြောင့်ကမ္ဘာရင်းနဲ့ဈေးနှုန်းကလည်းတစ်စီကို$3လောက်ကိုချက်ချင်းခုန်တက်သွားပါတယ်။အခုဖြစ်နေတဲ့စစ်ပွဲဟာစစ်ဘက်ထဲကိုရောက်လာပြီးဖြစ်ကအီရန်နဲ့လက်ဘနွန်မှာပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိနေတယ်လို့ကမ္ဘာစွမ်းရည်ဈေးနှုန်းတွေကလည်းထိုးတက်နေပါတယ်။အီရန်ဘက်ကတော့စစ်ပွဲကြောင့်ပျက်စီးသွားတာတွေကိုရောချေးပေးဖို့ပိတ်ဆို့မှုတွေကိုရုပ်သိမ်းပေးဖို့နဲ့အီရန်ရေနံရောင်းချခွင့်ကိုပြန်ပေးဖို့တောင်းဆိုနေရပါတစ်ဖက်မှာလည်းသမ္မတထရန့်ဟာဒီအပတ်ထဲမှာတရုတ်နိုင်ငံကိုတွားရောက်ဖို့ရှိနေတာကြောင့်စစ်ပွဲကိုအမြန်ဆုံးဆုံးသက်နိုင်ဖို့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။အမေရိကန်ပြည်သူတွေကလည်းရေနံဈေးတက်တာကြောင့်မကြေမနက်ဖြစ်နေကြပါတယ်။ထူးခြားတာကတော့စစ်ပွဲတွေဖြစ်နေပေမဲ့ကာတာနိုင်ငံကတဘာဝတန်းငွေတင်သွင်းပေါ်အောင်ဟော်မုတ်စီလက်ကြောကိုဘေးကင်းကင်းနဲ့ပထမဆုံးချိန်ဖျက်ဆီးသွားနိုင်ခဲ့ပါတယ်။ဒါကအီရန်ဘက်ကဂျာဝင်စစ်ဆက်ပေးနေတဲ့ကာတာနဲ့ပါကစ္စတန်တို့အပေါ်ယုံကြည်မှုတည်ဆောက်ပြတာလို့ယူဆရပါတယ်။ဒါပေမဲ့လည်း UAE ကာတာနဲ့ကူဝိတ်နိုင်ငံတွေရဲ့ဝေဟင်ပိုင်းနယ်ထဲမှာရန်လိုတဲ့ drone တွေကိုတွေ့ရှိနေရဆဲဖြစ်တယ်လို့ Israel နဲ့ Hezbollah ကြားတိုက်ပွဲတွေကလည်းလက်ဘနွန်တောင်ပိုင်းမှာဆက်ဖြစ်နေပါတယ်။ကိုရီးယားကျိုးဆွေကနေရှေ့လေပိုင်းအထိစစ်ရေးတင်းမာမှုတွေဟာအခုလိုအပြည့်မထွက်သေးတဲ့အခြေအနေမှာပဲရှိနေပါသေးရဲ့ရှင်။